နောက်တစ်ခါစားတော့တော့မရှိသေးစေတော့နဲ့ English grammar vocabulary နဲ့ phrasal verb တွေကို program 3ခုစလုံးကိုတက်တာလေ့လာနိုင်မယ်ဆိုရင်စိတ်ဝင်စားကြလား Hello everyone မိုင်းဖြစ်ပါတယ်မိုင်းလို့နိုင်ငံခြားမှာလုပ်လို့ရင်းနဲ့ English စာကို self study လုပ်နေတဲ့သူတွေနဲ့အတန်းတက်ဖို့လည်းအချိန်မရှိတဲ့သူတွေ English grammar in use ဆိုတဲ့ trend ဖြစ်နေတဲ့စာအုပ်တစ်ခုလုံးကိုမြန်မာ website တစ်ခုတည်းမှာပဲလေ့လာနိုင်မယ့်အစီအစဉ်ပါအဲ့ဒါကတော့ GIU ကအသစ်ထုတ်ထားတဲ့ 3 program လေးဖြစ်ပါတယ်သူက website learning system ဖြစ်ပါတယ်အခုလိုတူတဲ့နေတဲ့ ID kit ကြီးမှာလူတိုင်းမှာဖုန်းရှိကြတယ်ကိုယ့်ဖုန်းမှာ click လေးတစ်ချက်နေလိုက်တာနဲ့ကိုကပညာတွေတန်းရနိုင်တဲ့အချိန်ပါဆိုတော့ program 3ခုလုံးကိုပြောပြပါမယ် first program မှာကျတော့ grammar ကိုအခြေခံကနေ fluency PU class ပုံစံနဲ့ teacher တင်ပြပေးထားပါတယ်တနေ့ကိုတစ်ခါလေ့လာတာနဲ့တင် speaking ကတော်တော်တိုးတက်လာမှာပါပြီးတော့နောက်တစ်ခု second ကကျတော့ vocabulary ကိုနလအတွင်းနဲ့ teacher လေးစကားပြောနိုင်တဲ့အထိတက်သွားအောင်သူ60 days vocabulary campaign ဖြစ်ပါတယ် vocabulary ကိုတစ်နေ့နှလုံးလေ့လာတာနဲ့တင်နလဆိုရင်တော်တော်ကိုတည်ထားသွားမှာပါပြီးတော့နောက်ဆုံးတစ်ခုကကျတော့ speaking အတွက်တော်တော်အသုံးဝင်တဲ့ phrasal verb ဖြစ်ပါတယ် program 3ခုစလုံးမှာ lesson က120ကျော်140ကျော်ပါပါတယ်ဒီ program ရဲ့အားသာချက်ကကျတော့ video class ကိုကြည့်ပြီး self study လုပ်လို့ရတယ်တွားရင်လည်းဝန်ထုံဝန်ပိုးမဖြစ်ဘူး self dependent ရဲ့ English skill ကို improve လုပ်ချင်တော့ my recommend လုပ်ပါတယ်ပြီးတော့အခုဆိုရင် 50% discount ပေးနေပြီး ebook ပါလက်ဆောင်ပေးပါတယ်ဒီ website လည်းနဲ့ try ကြည့်ပါနော်